များကိုသတင်းကောင်းလေးပါလည်းကြရစီဗျာကျမရဲ့လမ်းပါရေးအတွက်ပစ္စည်းမျိုးစုံဖြန့်ဖြူးဖို့ရာဝန်ထမ်းများကိုခေါ်ယူလို့နေတာKAB ကုမ္ပဏီမှာမနေရတော့သွန်မိုးစဲအဖွဲ့သားများကစီလူယူနေမှာလောကရရှိဖို့ရာလာခဲ့ပါဗျာစီဝါရေးလုပ်ငန်းရှင်များမွေးထုတ်ပေးနေတာ KAB တို့ရောက်အောင်လာခဲ့ပါလူမျိုးပါလာမရွေးခေါ်ယူလို့နေတာလောကရရှိဖို့ရာသွန်မိုးစဲစီရောက်အောင်လာခဲ့ပါပြေလူမိတ်ဆွေများ